ယောထိုသခင်ယေရှုသည်ငါတို့အပြစ်ကြောင့်အနံ့ခြင်းကိုခံတော်မူ၏ငါတို့ဒီဖြောင့်မတ်တို့ရောက်မည်အကြောင်းထမြောက်တော်မူ၏ယေရှုကငါတို့ရဲ့အပြစ်ကြောင့်သူ့အပြစ်ကြောင့်လားအောင်ခရစ်တော်စကားပြောမှတာရှိလားဟာငါနင်တို့ကိုတောင်ပေါ်ဒီတနာပြောတဲ့အထဲမှာဟိုအချက်တကြောင်တော့ငါမားခဲ့တယ်လို့ယေရှုပြောဘူးလားမပြောဘူးမမားခဲ့ဘူးယေရှုတခါမှအပြောမှလည်းမရှိဘူးအသွေးချော်တာလည်းမရှိတော့ခရစ်တော်တခါမှသူဟောပြောခဲ့တာအများကြီးပဲမမားခဲ့ဘူးသူအပြစ်ကြောင့်သူတည်ခါတာမဟုတ်ခမည်းနဲ့ချင်းတော့ငါတို့ဒီအပြစ်တွေကိုသူယူသွားပြီးတော့ဖယားကအလွန်ရှင်ရှာတဲ့ငါတို့ရဲ့ညဉ့်ညမ်းတဲ့အပြစ်တွေကိုသူယူပြီးတော့ထမ်းပြီးတော့ငါတို့ကိုယ်စားလက်ဝါးကားတိုင်းမှာဘာဖြစ်လဲအဲ့ဒါခုနကပါလေခုနကျမ်းစာပြန်ထုတ်ပြအောင်ခဏခဏပြန်ထုတ်ထိုသခင်ယေရှုဒီငါတို့အပြစ်ကြောင့်ဘယ်သူပြစ်ကြောင့်လဲငါတို့အပြစ်ကြောင့်သူ့အပြစ်ကြောင့်မဟုတ်ဘူးငါတို့အပြစ်ကြောင့်အနံ့ခြင်းကိုခံတော်မူငါတို့အပြစ်ကိုစက်ပြီးအသေးတတ်ဖို့အနံ့ခြင်းခံရတာအရိုက်ခံဖို့အနံ့ခြင်းခံရတာပါညံစဲနေစက်ဝတ်တတ်အနံ့ခြင်းခံရပြီငါတို့အပြစ်တန်ကိုခံဖို့ယေရှုအနံ့ခြင်းခံရပြီလေပြီးတော့ခရစ်တော်ခံလိုက်ပြီရိုက်ခံလိုက်ပြီပါချခံရတယ်ဆိုးရသလိုဆောင်းခံရတယ်ကဲရခံရတယ်မျက်နာတော်ကိုစထွေးနဲ့ထွေးကြတယ်အမျိုးမျိုးစော်ကားတယ်အနံ့ကျုံပြီးတော့အဲ့ဒါအနံ့ကျုံနောက်ဆုံးလက်ဝါးကလည်းဥခေါင်းခေါ်နေရတဲ့ကောင်ပက်လက်လန်ကလည်းခေါ်ရအရှင်လက်လက်တန်မူနဲ့လက်ရောချီရောမှတခါလေးရိုက်လိုက်တယ်ပြီးတော့ချိတ်လိုက်တယ်ကောင်းကင်နဲ့မြည်ကြီးကြပါလက်ဝါးကားတိုင်းမှာချိတ်လိုက်တယ်ငါတို့အပြစ်ကြောင့်ယေရှုဟာအနံ့ကျုံခံတယ်ပြီးတော့ဘာဖြစ်လဲငါတို့သည်ဖြောင့်မတ်ရာသို့ရောက်မည်အကြောင်းထမြောက်စေတော်မူ၏ဒီနေ့အပြည့်ပြောနော်ယေရှုဘာဖြစ်လို့တည်ခြင်းကနေထမြောက်တယ်ဖယားသားတော်ဖြစ်လို့ထမြောက်တာမဟုတ်ဘူးမထမြောက်ရင်လည်းသူဖယားသားတော်ဘာမှပြောင်းဖို့လေသူရဲ့ထမြောက်ခြင်းမထမြောက်ခြင်းလည်းမဆိုင်ဘူးဒါပေမဲ့ယေရှုထမြောက်တာဘာအတွက်လဲငါတို့ကဖြောင်းမှတ်တယ်ဆိုတာငါတို့ရဲ့အပြစ်လွတ်ခွင့်လွတ်ခြင်းကလုံးဝပြည့်စုံတယ်ဆိုတာတတ်သေးထူယေရှုကသေခြင်းကနေထမြောက်တာဖြစ်